စားဖို့ပြောတဲ့အချိန်မှာပဲခိုးကြောင်ခိုးဝက်နဲ့ကောင်မလေးတယောက်ရောက်လာခဲ့ပြီးဇိုရိုစားဖို့ထမင်းလုံးတွေလာပေးနေတဲ့အတွက်ဒီနေရာကနေထွက်သွားဖို့မောင်းထုတ်နေရပြန်ပါတယ်အဲ့ချိန်မှာရေတက်အဆောင်တစ်ယောက်နဲ့အတူရောက်လာတဲ့ဇောင်ကြောင်ငါပေါ်တကောင်ကထမင်းလုံးကိုယူစားလိုက်ပြီးမြဲစားနဲ့လှုပ်ရမယ့်အစားတကြားနဲ့လှုပ်ထားတာဖြစ်လို့ချုံလုံးနေရကြောင်အကုန်လုံးကိုနင်းချစ်ပစ်လိုက်ပါတယ်အဲ့ဒါအပြင်ရာဇဝတ်သားကိုကုညီတဲ့သူကကြိုးပေးခံရမယ်ဆိုတဲ့အမိန့်စာနဲ့အတူသူ့အဖေကပတိန်ကိုတိုင်ထုတ်ပြန်ထားတာဖြစ်တဲ့အကြောင်းပြောနေရကြောင်းသူကမော်ဂန်ရဲ့တာမန်တိသွားကြပြီးကလေးမလေးကိုလည်းနိုင်ရန်အပြင်ကိုလွှင့်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်ရေတက်သားကမလုပ်ချင်မိမဲ့အမိန့်ကိုလည်းမလွန်ဆန်ရတာကြောင့်လွှင့်ပစ်လိုက်တဲ့အချိန်လူဖီကကယ်လိုက်နိုင်ပြီးမော်ဂန်ရဲ့သားကတော့ဇိုရိုကိုဂတိအတိုင်းဒီနေရာမှာတလားပြည့်အောင်နေနိုင်မှာမဟုတ်တဲ့အကြောင်းပြောခဲ့လိုက်ပါတယ်သူတို့ရဲ့သဘောတူညီမှုက10ရက်ပဲကြံတော့တာဖြစ်ပြီးညောင်မာသားလူဖီကတော့သူ့သားဆိုရင်3ရက်လောက်အစာမစားရရနဲ့တင်တည်သွားနိုင်တဲ့အကြောင်းသွားပြောလိုက်ပါတယ်ဇိုရိုကတော့ဘာတွေပဲဖြစ်နေသူလုံးဝအသက်ရှင်ရမယ့်အကြောင်းနဲ့လူဖီကိုလည်းမြေကြီးပေါ်မှာနင်းချထားတဲ့ထမင်းလုံးကိုယူပေးဖို့တောင်းဆိုလိုက်ပါတယ်ဘလောက်ပဲညစ်ပတ်နေပါစေအစာမစားရတာရက်20လောက်ရှိနေပြီဖြစ်တဲ့ဇိုရိုအတွက်တော့အရသာရှိလုံးနေရကြောင်းအဲအကြောင်းကိုလူဖီကလည်းကလေးမလေးစီကိုပြလိုက်ပါတယ်တကယ်တော့ဇိုရိုအဖမ်းခံခဲ့ရတယ်ဆိုတာကသူစိုးသားလို့မဟုတ်ပဲတနေ့မှာမော်ဂန်ရဲ့တာဟင်မပိုကသူ့ရဲ့ခွေကိုမျိုးထဲမှာလိုက်တောင်းချမ်းခိုင်းတဲ့အပြင်ကလေးမလေးရီကာဒိုရဲ့စားသောက်ဆိုင်မှာပါအနိုင်ကျင့်နေကြတာဖြစ်ပါတယ်ခွေးရရီကာကိုပါကိုက်ဖို့လုပ်တဲ့အချိန်မှာတော့ဇိုရိုကဝင်တီးပေးလိုက်ပြီးလူတိုင်းကြောက်ရတဲ့ပင်လယ်သမားမုံဆိုဇိုရိုဖြစ်နေရကြောင်းဟင်မပိုကမရှင်းနိုင်မိမဲ့သူ့အဖေမော်ဂန်ကိုသာတိုင်လိုက်ရင်ရီကာဒိုတာမီကြိုးပေးခံရမှာတေချာတဲ့အကြောင်းချင်းချောက်လိုက်ပါတယ်အဲ့လိုမဖြစ်စေချင်ဇိုရိုကအစားအဖမ်းခံမှုနဲ့တလားတိတိအချုံနောင်ထဲမှာမသေးပဲနေနိုင်မယ်ဆိုရင်သူတို့သားမိကိုလှုပ်ပေးမယ်လို့ကန်နိုင်ခဲ့တာကြောင့်ဇိုရိုကလက်နက်ချအဖမ်းခံခဲ့တာဖြစ်တဲ့အကြောင်းရီကာကပြောလိုက်ပါတယ်အဲ့အချိန်တွင်လည်းဟင်မပိုကအမျိုးမျိုးနှိပ်စက်နေတာဖြစ်တဲ့အကြောင်းမှာပြောလိုက်တဲ့အတွက်ဇိုရိုကလူဆုံးမဟုတ်တဲ့အကြောင်းတည်သွားကြတဲ့အချိန်မှာပဲဟင်မပိုကနောက်တစ်ခေါက်ဆိုင်ကိုလာပြီးတောင်းကျမ်းနေတာကိုတွေ့လိုက်ရပါတယ်ဆိုင်ထဲမှာတခိုးမလေးလည်းရှိနေပြီးဟင်မပိုကတော့မနှက်ပြန်သူ့ဇိုရိုကိုတတ်တော့မဲ့အကြောင်းတစ်ဆိုင်လုံးကြားအောင်အော်ပြောနေရကြောင်းအဲ့စကားကိုကြားလိုက်ရတဲ့လူဖီကလည်းဟင်မပိုရဲ့မျက်ခွက်ကိုပြေးထိုးလိုက်ပါတယ်လူဖီကတော့ကပတိန်ရဲ့တားတွေပါတွေဂယူးဆိုင်နေမှာမဟုတ်ပဲစားရှိရင်ဘိုင်ဝမ်းချဖို့စိန်ခေါ်နေရဲ့ပြင်ဇိုရိုကိုလည်းသူ့အဖွဲ့ဝင်ဖြစ်တေချာပေါက်ရအောင်ခေါ်မယ်လို့ဆုံးဖြတ်လိုက်ပြီးဖြစ်တဲ့အကြောင်းခိုးပြီးပြောလိုက်ပါတယ်ရေတက်စကန်မှာတော့ပြည်သူတွေစီကအခွင့်အရေးအရနဲလာတဲ့အတွက်ကပတိန်မော်ဂန်ကဒေါသထွက်နေတဲ့အချိန်ဟင်မပိုကသူ့အတွက်လူတယောက်ကိုတတ်ပေးဖို့လာပြောခဲ့ပါတယ်ဇိုရိုကသူငငယ်တုန်းကတငယ်ချင်းတယောက်ကိုပေးခဲ့တဲ့ခတိကြောင့်ဘလူနီးနဲ့မှတေလို့မရတဲ့အကြောင်းရေရွတ်နေတဲ့အချိန်လူဖီကပြန်ရောက်လာခဲ့ပြီးသူ့ကြိုးပြပေးပြီးရတယ်သူ့ရဲ့ပင်လယ်သမားအဖွဲ့တွေဝင်ရမယ်လို့ထပြောလိုက်ပါတယ်ဇိုရိုကတော့ပင်လယ်သမားလို့ရာဇဝတ်သားတွေနဲ့ဘတော်မှအလုပ်အတူတူတွဲမလုပ်နိုင်တဲ့အကြောင်းပြန်ပြောပေးမယ်ဇိုရိုကိုယ်တိုင်ကလည်းမကောင်းဆိုးဝါးကြေးစားမှုဆိုလို့နာမည်ကြီးတဲ့သူဖြစ်လို့သူ့အဖွဲ့တွေဝင်ကိုဝင်ရမယ့်အကြောင်းလူဖီကတစ်ဖက်သက်ကြီးဆုံးဖြတ်ထားတာဖြစ်ပါတယ်ဇိုရိုကဓာသမားတယောက်ဖြစ်တဲ့အတွက်သူသာအဲ့ဓာတွေကိုပြန်ယူပေးနိုင်ရင်အဖွဲ့ထဲဝင်ရမယ်လို့တောက်ခွက်ပြောင်ပဲပြောခဲ့လိုက်ပြီးရေတက်စကန်နဲ့ကိုခေါမှုတို့ rocket နဲ့ဝင်သွားခဲ့ပါတယ်ရေတက်စကန်ရဲ့အပေါ်မှာတော့ကပတိန်မော်ဂန်ကသူ့ရဲ့ပုံတူရုပ်ထုကြီးကိုထောင်ဖို့အတွက်တပ်သားတွေကိုအမိန်ပေးနေတဲ့အချိန်သူ့အဖေတော်မရိုက်ဖူးတဲ့မျက်နှာလေးကိုထိုးသွားတဲ့ကောင်လက်စားချိတ်ပေးဖို့ဟင်မပိုကကြီးကြနေခဲ့ပါတယ်အဲကြောင့်မော်ဂန်ကဟင်မပိုရဲ့မျက်ခွက်ကိုနောက်တစ်ချက်ထိုးပေးလိုက်ပြီးအချင်းကသူ့မရိုက်ခဲ့ဘူးဆိုတာကလည်းအဲ့လိုဆုံးမရလာအောင်မတန်တဲ့တောက်ယူမလို့ဖြစ်တဲ့အကြောင်းသူ့သားကိုပြောလိုက်ပါတယ်ပြီးရင်တော့ဒီနေ့လူတက်ကွင်းထဲကိုဝင်လာတဲ့ကလေးမလေးကိုလည်းသူ့ရဲ့စီကံအတိုင်းတက်ပစ်ဖို့အမိန်ပေးလိုက်ပြီးဟင်မပိုနဲ့တပ်သားတွေကတော့ကလေးရွယ်ပဲရှိသေးရကြောင်းမလုပ်ချင်ကြပေမဲ့ကပတိန်မော်ဂန်ကသူ့အမိန်ကိုမနာခံတဲ့သူမှန်သမျှအပိုးကျိုးအောင်နမူနာပြပေးလိုက်ပါတယ်ကဘာပေါ်မှာယာဒူရဲ့အစ်စ်တွေဆိုတာကအလကားထားတာမဟုတ်ပဲဒီရေတက်စကန်မှာလည်းသူကယာဒူအကြီးဆုံးဖြစ်တဲ့အတွက်သူလောက်တာအကုန်မှန်တဲ့အကြောင်းပြောလိုက်ပြီးနှစ်ရှည်လာများထူးစစ်ခဲ့ရတဲ့ပုံတူရုပ်ထုကိုဆက်ထောင်နေကြတဲ့အချိန်အတန်ကြားလို့အောက်ကနေအချိန်နဲ့တက်လာတဲ့လူဖီကထုံးစံအတိုင်းပြဿနာရှာလိုက်ပြန်တဲ့အတွက်မော်ဂန်ရဲ့ရုပ်ထုလည်းနှစ်ပိုင်းကျိုးသွားခဲ့ပါတယ်။မြောက်မသားကတော့ဖုန်ကြီးခေါင်းကောက်ပြီးမှတောင်းပန်မိမယ်သူ့ကိုအသေးသက်မဲ့ရေတက်သားတွေလက်ကနေဇိုရိုဓာရဲ့တီနီယာကိုတည့်ရဲ့ဟင်မပိုကိုခေါ်ချသွားပါတယ်လူတက်ကွင်းထဲကိုလည်းခိုးပြီးဝင်လာတာမြင်လိုက်တဲ့အတွက်ရေတက်သားတွေရောက်ရက်ခတ်နေကြတဲ့အချိန်တခိုးမလေးကလည်းစခန်းထဲရောက်နေပြီးဇိုရိုရဲ့ဓာတ်တွေကိုလိုက်ရှာနေတဲ့လူဖီကလည်းဒဇာကန်ပြည့်ဟင်မပိုကိုအတုံးချနေကြတာဖြစ်ပါတယ်ခိုးပြီးကလည်းသူကရေတက်သားဖြစ်ချင်နေဆိုပေမဲ့အခုလိုမတရားတဲ့လုပ်ရက်ကိုထိုင်မကြည့်နေနိုင်တဲ့အကြောင်းနဲ့ဇိုရိုထမပြေးခြင်းမှုဆိုရင်တော့ဟင်မပိုကဂတိရုပ်ဖြတ်ပြီးမနှက်ပြန်ဇိုရိုကိုတတ်ဖို့ကြံစီထားတဲ့အကြောင်းပြောလိုက်ပါတယ်အဲစကားကြောင့်လူဖီကလည်းဒေါသထွက်ပြီးဟင်မပိုကိုထိုးခဲ့တဲ့အတွက်သူ့ကိုပါရေတက်ကလိုက်ဖမ်းနေရဖြစ်ပြီးခိုးပြီးကပင်လယ်သမားတယောက်လို့ဖို့ဇိုရိုကိုမတိုက်တွန်းမိမဲ့လူကောင်းဖြစ်တဲ့လူဖီကိုတော့ကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်အခုချိန်မှာလူဖီနဲ့ဆိုရိုနှစ်ယောက်ကပဲအချင်းချင်းကဲတင်နိုင်မှာဖြစ်တဲ့အကြောင်းပြောနေတဲ့အချိန်အနားကိုရောက်လာတဲ့မော်ဂန်ကနှစ်ယောက်လုံးကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်လူဖီကလည်းဓာတ်တွေထားတဲ့အခန်းထဲကိုရောက်လာခဲ့ပြီးမြဲဆိုရိုရဲ့ဓာတ်ကဘယ်မှမသိပဲဟင်မပိုကလည်းတတိလစ်သွားပြီဖြစ်လို့အကောင်လုံးကိုယူသွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မော်ဂန်ကလည်းဆိုရိုနဲ့လူဖီတို့ကိုအချိန်မြင့်မရှိတဲ့အာနာသိန်းရဲ့ကြံစီမှုဆိုတဲ့အကြောင်းပြချက်နဲ့ချက်ချင်းကွက်မြက်ခိုင်းလိုက်ပါတယ်ဘလောက်ပဲတန်မာတဲ့ကောင်ဖြစ်နေပါစေသူ့ရဲ့ပိုင်တဲ့ထဲမှာတော့ဘာမှမဟုတ်တဲ့အကြောင်းပြောရင်ပြစ်ခိုင်းလိုက်တဲ့အချိန်ဒီလိုနေရာမှာတေလို့မဖြစ်တဲ့အကြောင်းဇိုရိုကတွေးနေအောင်ရေတက်သားတွေပြစ်လိုက်တဲ့ချီစံကိုလူဖီကဝန်ခံလိုက်ပါတယ်ဒါကတော့ One Piece အပိုင်း1ဖြစ်ပြီးအပိုင်း2ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်